ဝမ်လင်းဟာရှေးဟောင်းတရဝါကြီးဖြစ်တဲ့ဝမ်ရွက်ရဲ့လိုက်လံဖန်ဆီးခြင်းကိုခံရပြီးနောက်လော်ချမ်းတောင်ပိုင်းဒေသကိုအသေးအတန်ထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီဒေသကိုရောက်တဲ့အခါမှာတော့ဝမ်လင်းဟာမိမိကိုယ်ကိုပုံမတတ်မှလာစေဖို့အတွက်နဲ့မိုးကြိုးစွမ်းအားတွေကိုထိန်းချုပ်နိုင်ဖို့မိုးကြိုးဝိညာဉ်ခန္ဓာကိုယ်ကိုလေ့ကျင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီခန္ဓာကိုယ်ကိုလေ့ကျင့်ဖို့ဆိုတာတာမန်နီလန်နဲ့မရပဲကောင်းကင်ယံကပြင်းထန်လာတဲ့တဘာဝမိုးကြိုးအစစ်အမှန်တွေကိုမိမိရဲ့ခန္ဓာကိုယ်ထဲကိုတိုက်ရိုက်ဆွဲသွင်းပြီးတွေးတာအယိုးစစ်တွေနဲ့ဝိညာဉ်ကိုပါမိုးကြိုးနဲ့ထက်ခါတလဲလဲပုံသွင်းတန့်စင်ရတာဖြစ်ပါတယ်။ဝမ်လင်းဟာမိုးကြိုးမုန်တိုင်းတွေပြင်းထန်စွာကြာရောက်တဲ့နေရာကိုရွေးချယ်ပြီးကောင်းကင်ကကြာဆင်းလာတဲ့အေယာမမိုးကြိုးလုံးကြီးတွေကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့တိုက်ရိုက်ခံယူခဲ့ပါတယ်။မိုးကြိုးတစ်စင်းချင်းစီကြာရောက်လာတိုင်းဝမ်လင်းရဲ့တွေးသားတွေညှော်နှံထွက်ပြီးအရေပြားတွေကွဲအပ်ကအယိုးတွေပါကျင်းမွားလူနီးပါးပြင်းထန်တဲ့နာကျင်မှုကိုအန်ကျိတ်ခံစားခဲ့ရပါတယ်။သူဟာမိုးကြိုးစွမ်းအားတွေကိုခန္ဓာကိုယ်ထဲမှာအတင်းအကျပ်စီးဆင်းစေပြီးဝိညာဉ်အထိရောက်အောင်ပေါင်းစပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးတေးလူမတက်နာကျင်လာတဲ့ဖြစ်စဉ်ကိုဘေးကနေစောင့်ကြည့်နေရတဲ့ရှူလီကောဟာဝမ်လင်းရဲ့ရက်ဆက်ပြင်းထန်လာတဲ့စိတ်ဓာတ်နဲ့ခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်မှုကိုမြင်ပြီးတုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။ဝမ်လင်းဟာမိမိကိုယ်ကိုယ်အပေါ်မှာရောတခြားသူတွေအပေါ်မှာပါအလွန်ရက်ဆက်ပြီးပြတ်သားသူဖြစ်တာကြောင့်ဒီလောက်ပြင်းထန်တဲ့ဝေဒနာကိုမတုံမလှုပ်ခံနိုင်ရရှိနေတာကိုမြင်ရတဲ့အခါရှူလီကောဟာအလွန်မင်းကြောက်လန့်တကြားဖြစ်သွားရပြီးသူ့တခင်ဝမ်လင်းကိုနောက်ဘယ်တော့မှတစ္ဆာမဖောက်ဝန်းလောက်အောင်စိတ်ထဲကနေပါအသေးခိုက်အောင်ကြောက်ရွံ့သွားရခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဝမ်လင်းဟာဒီဒုက္ခတွေကိုကြော်ဖြတ်ပြီးမိုးကြိုးဝိညာဉ်ခန္ဓာကိုယ်ကိုအောင်မြင်စွာလေ့ကျင့်နိုင်ခဲ့ပါတယ်အားလုံးပဲချစ်တယ်နော်။